အားလုံးပဲမင်္ဂလာပါရှင်ချမ်းရဲ့ blog လေးကနေပြန်လဲကြိုဆိုလိုက်ပါချမ်းကဒီနေ့မန္တလေးကနေတောင်ကြီးတက်တာပေါ့နော်မနက်စာကိုတော့ဒီကြာခင်ခန်းမှာရှမ်းခောက်ဆွဲလေးစားခဲ့ပါတယ်မန္တလေးကနေပြီးတော့မနက်9:00နာရီကိုဟိုတယ်ချက်ကောက်ခတ်ပြီးတော့ကျွမ်းငင်အိမ်ဟန်မြင့်မို့နားနေပြီးတော့သွားပါတယ်ပေါ့နော်ဒါကတော့စင်ကောင်းတောင်မှာလည်းဓာတ်ပုံတွေရိုက်တစ်တော်တွေရိုက်ခဲ့ပါတယ်နေ့လေစာတော့အောင်တပြေသနုယူရထမင်းဆိုင်မှာစားခဲ့ပါတယ်သူကဒီမှာပြထားတဲ့ဟင်းတွေပဲရတယ်ပေါ့နော်ထမင်းဝါစားတော့တယောက်ကို8000မှာကျုပ်ကျော်ကတော့တပွဲကို3000မှာချမ်းတို့မှာစားတာကြတော့စိတ်သားကြောက်စီစံဒါကတော့သူ့ရဲ့ငရုတ်သီးစိမ်းထောင်းလေးရယ်ပဲကြီးချက်ရယ်စီရောနည်းနည်းများပါတယ်ဒါလေးကကြတော့ညစ်ချင်ဆန်လော်ဟင်းပေါ့နော်သူလည်းတောက်လို့တော်တော်ကောင်းပါတယ်ဒါကတော့အာလူးချက်လေးနောက်ပဲသီးကြော်နောက်သူ့ရှာချင်မောင်သီးစိမ်းထောင်းလေးရလဲတော်တော်စားလို့ကောင်းပါတယ်သူ့ signature ပေါ့နော်ဒါကတော့ပဲပုတ်ခန်းညင်သီးချက်လေးပါချမ်းတို့ကကြတော့ဒီကြက်သားဟင်းနဲ့ခုနကြက်ဥကြော်ရဲ့စိတ်သား6ဖုတ်စီစံနဲ့မှာစားခဲ့ပါရှင်ပြီးတော့ရွာငံရောက်တော့သူ့ရဲ့ Genius Coffee လေးလည်းဝင်တောက်ခဲ့ပါသေးတယ်ဒါကတော့ပေါ့နော်ဒီမန္တလေးကနေပြီးတော့ဒီတောင်ကြီးကိုသွားတဲ့ဒီ Google Map လေးပေါ့နော်ချားတော့ရိုက်ခဲ့လိုက်ပါတယ်မိုင်းနိုင်နေပါသိရအောင်လို့ဒါကတော့ရွာငံကအတီးတန်းလေးပါအဲ့ဒီအတီးတန်းလေးကြော်ရင်တော့ဒီမိမရဲ့တောင်လေးကိုရောက်ပါတယ်အဲ့ဒီမှာလည်းခဏလေးနားပြီးတော့ဓာတ်ပုံလေးပါလေးရိုက်ပေါ့နော်တောင်မောတော့မတက်တော့ပါဘူးချမ်းတို့သွားတာဒီဇင်ဘာမို့လို့ထင်တယ်ရှုခင်းတွေကအရန်ကိုလှပါတယ်ဒီဒါကြတော့မုံညင်းပန်းကင်းလေးနဲ့ပေါ့နော်ထုံးစံအတိုင်းပဲချမ်းတို့ကတော့ဓာတ်ပုံတွေရိုက်တစ်တော်တွေရိုက်ပေါ့နော်အေး2ယောက်ထဲသွားတော့အေးစစ်စစ်လေးမို့လို့ပါဒါကတော့ရွာငံကယူကလစ်ပင်တန်းမှာသူလဲဓာတ်ပုံရိုက်လို့အရန်လှပါတယ်ချမ်းနေနဲ့ပြောရရင်တော့ပေါ့နော်ဒီရွာငံဟန်မြင့်မို့လောင်ချမ်းတိတ်မကြိုက်ပါဘူးလမ်းနေရနည်းနည်းဆိုးပြီးတော့မတ်ဆောက်ပြီးတော့ပေါ့နော်နည်းနည်းလေးဂိတ်ကြီးတွေလည်းတော်တော်များပါတယ်3ပေတစ်ဂိတ်လေးပေါ့နော်သူကလည်းဂိတ်ကြီးလေးတွေကလည်းလမ်းမှာပေးရပါသေးတယ်ချမ်းတို့ကမန္တလေးကနေပြီးတော့9:00နာရီခွဲထွက်လာတယ်ပေါ့နော်ပြီးတော့တောင်ကြီးကိုတော့ညနေ9:00ခွဲမှာရောက်ပါတယ်ဒီချမ်းဒီမှာဒီစာရန်လေးလည်းထိုးပေးထားပါတယ်ရှင်ညနေစာကိုကြတော့ချမ်းတို့တွေတောင်ကြီးရောက်တိုင်းစားနေကြစီစီထုံးမှာသွားပြီးတော့မာလာဟင်းရယ်သူ့ရှာsignature ပေါ့နော်အခောက်ကင်အကျွတ်ကြော်လေးရယ်နောက်ဒီစီတိုဘူးတို့ဒီအကင်စုံပေါ့နော်ပြီးတော့နောက်ကြက်နွေရက်တုပ်လေးရစားခဲ့ပါတယ်တိုတယ်ကကြတော့အမှ9000နဲ့4000ကျပါတယ်တောင်ကြီးလည်းတော်တော်အေးပါတယ်ဒါမှချမ်းတို့သွားတဲ့ရက်ကတော့နည်းနည်းအေးရောတဲ့ဟာပေါ့နော်သူရှိကဒီ FOC ပေးတဲ့ဒီတင်မော်ဒီကလည်းတော်တော်ချိုပါတယ်ချမ်းဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတာအားလုံးကျေးဇူးအထူးတင်ရှိပါတယ်ရှင်နောက်ဗီဒီယိုလေးဒီမှာပြန်တွေ့ကြပါမယ်နော်